ဒီအမှန်ကတော့နှစ်မျိုးလုံးကိုတခါတည်းအမြဲ grow wine treatment လာလုပ်နေကြချစ်မကိုနောက်ထပ်တဲ့စပင်လေးကမတက်မရက်နဲ့စပင်ပွားရံရောင်ဖြစ်နေတဲ့ဆန်သားလေးကိုတဘာဝကြကြနဲ့အီစစ်စစ်လေးတက်တက်ရက်လေးဖြစ်ချင်ပါတယ်ဆိုတော့အမအတွက် grow wine treatment လေးကိုတဘာဝဆန်စွာပြုလုပ်ပေးမှာဖြစ်ပါတယ်ကမီကယ်ကတော့10%ပဲပါပါတယ်ရှင်ပြီးတော့စပင်ကအရန်ကျွတ်တယ်လို့ပြောပါတယ်အဲ့ဒီအတွက်ကြောင့်မို့စပင်ကို scalp treatment လေးလဲဥယျာဉ်အတွက် scalp treatment လေးလဲပြုလုပ်ပေးမှာဖြစ်ပါတယ် scalp treatment လေးကတော့ဥယျာဉ်ပြစပင်ကျွတ်တာဥယျာဉ်ပြရရနာဘောက်ထတာအစီပြန်တာတွေကိုလည်းသူကတက်တာပျောက်ကင်းစေပါတယ်ရှင်ဒီအမှန်ကတော့နှစ်မျိုးလုံးကိုတခါတည်းတွဲလုပ်သွားတာပါစံသားလေးအတွက်အရန်ကိုကောင်းပါတယ်ရှင်scalp treatment လေးကိုလည်းတဆင်ချင်းစီသွားပေးထားပါတယ်ရှင်နောက်ဆုံးမှာတော့ hair tonic လေးဖြန့်ပေးထားပါတယ်ရှင်